မျိုးတို့နဲ့ဆက်လေးအမုတ်ဤတာဟေရှာရတွင်မြင်ရတော့ပြဒိတ်တော်ဖြစ်နောက်ဆုံးသောကာလတွင်သာရဖျားအိမ်တော်ဒီတို့တောင်းဒီတောင်များတွင်အမြင့်ဆုံးဖြစ်လိမ့်မည်တောင်တန်းများအိမ်တော်ဒီတို့တောင်တန်းများတွင်အမြင့်ဆုံးဖြစ်တောင်တန်းများတွင်လည်းအမြင့်ဆုံးထိချင်းမြတ်ချင်းခံရလိမ့်မည်ခတ်တိန်တော်လူမျိုးတို့ဒီထိုတောင်တွင်အမြင့်ဆုံးထိချင်းမြတ်ချင်းခံရလိမ့်မည်ခတ်တိန်ထိုတို့လာရောက်စင်တွင်လူအများကလာကြတော့သာရဖျား၏တောင်တော်ဖြစ်သောယာကုပ်လူမျိုးယာကုပ်အမျိုး၏ဖျားခင်တော်တို့တက်တော်ကြသောကိုရိုဒီငါတို့အားသူ၏လမ်းတော်ကိုပြတာတွင်တယ်တော်မူ၍ငါတို့ဒီလည်းကိုရို၏လမ်းအတိုင်းရှောက်လန်းကြပါမည်ဟူ၍ပြောဆိုကြလိမ့်မည်အကြောင်းမူကားတရားတော်ဒီစေုံတော်မှ၎င်းသာရဖျား၏နှုတ်ကပတ်တော်ဒီယေရှုလေမျိုးမှ၎င်းပို့ထွက်လိမ့်မည်သာရဖျားဒီလူမျိုးတို့လည်းတွင်တရားစီ၍လူများကိုတွင်တင်ဆုံးမတော်မူသည်ဖြစ်သူတို့ဒီဓာလက်နှင့်များကိုထွင်တော်ဖြစ်စေခြင်းအ၎င်းထန်တံများကိုတစင်ဖြစ်စေခြင်းအ၎င်းထိုးလုပ်ကြလိမ့်မည်တနိုင်ငံဒီအခြားနိုင်ငံများစစ်တိုက်တော်မူမဟုတ်ပေစစ်ပညာကိုလည်းနောက်တစ်ဖန်တင်ယူကြတော်မူမဟုတ်ပေအိုယာကုပ်အမျိုးတို့လာကြလော့သာရဖျားလင်းတော်၌ဆောက်လန်းကြပါစို့ဘုရားခင်နှုတ်ကပတ်တော်ပေတည်းဆာလံအေကျူချင်းဆာလံလိုက်ဘုရားသခင်ပိမန်တော်တို့ဆွေလန်းဝမ်းမြောက်စွာတွားကြစို့အလားဘုရားသခင်၏အင်တော်တို့တွားကြစို့ဟူ၍ငါကိုတို့ပြောကြသောအခါငါသည်ဆွေလန်းဝမ်းမြောက်ကြပါ၏အိုယေရှုစရိငါတို့၏ခြေများသည်တင်း၏တကားများအတွင်း၌ရက်လက်ရှိနေကြပါ၏အလိုက်ဂျေရုဆလင်မြို့သည်စူစီဂျေလိစွာတိဆောက်ထားသောမြို့ဖြစ်၏ဖျားခင်ဤလူမျိုးစုများဖြစ်သည့်လူမျိုးစုတို့သည်ထိုအရတို့တက်ကြ၏အလိုက်ဣသရေလလူတို့အားချမှတ်ပေးထားသည့်ဥပဒေနှင့်အညီသူတို့သည်ထိုအရတွင်ဘုရားသခင်၏နာမတော်ကိုချီးမွမ်းထောပနာပြုကြ၏ဤနေရာဒီကတာဝိမျိုးစေ၏ရာဇပလင်ဖြစ်သည့်တရားစီရင်ရာပလင်များရှိကြ၏အလိုက်ဘုရားသခင်ဗိမာန်တို့ရှုလောင်းဝမြောက်စွာတွားကြစို့ဂျေရုဆလင်မြို့၏ငြိမ်းချမ်းခြင်းအတော်ဆုတောင်းကြလော့တင်းကိုချစ်မြတ်နိုးတို့သူတို့သည်ချမ်းသာကြွယ်ဝကြပါစေတေ၏မြို့ရိုးများအတွင်း၌ငြိမ်းချမ်းခြင်းရှိပါစေတေ၏ခန္ဓာများဝမ်းကျင်၌လုံခြုံမှုရှိပါစေအလိုက်ဘုရားသခင်ဗိမာန်တို့ရှုလောင်းဝမြောက်စွာတွားကြစို့ငါ၏ညီကိုများနှင့်မိတ်ဆွေပေါင်းတင်းတို့ကိုထောက်ထား၍တင်း၌ငြိမ်းချမ်းခြင်းရှိပါစေဟုငါဆိုမည်ငါတို့အရှင်ဘုရားသခင်အင်တို့ကိုထောက်ထား၍တေ၏ကောင်းကျိုးအသက်ငါဆုတောင်းပေးပါမည်အလိုက်ဒုတိယကျမ်းကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်ဘိုး၍နီးကပ်လာလေပြီရှင်ဘောလူယောမမြတ်သားတို့ထံရေးသောစာအခန်းကြီး73အခန်းငယ်7မှ14ညီကိုမောင်နှမအပေါင်းတို့တင်းတို့သည်အချိန်အခါကိုတည်ကြ၏ယခုအချိန်သည်အိယာမှနိုးထားရမည်အချိန်ဖြစ်ကြောင်းတင်းတို့အသည်ပင်ဖြစ်၏အကြောင်းမူကားငါတို့သည်ယုံကြည်သူများစတင်ဖြစ်လာခဲ့ကြသည့်အချိန်ကထက်ယခုအချိန်တွင်ကယ်တင်ခြင်းသည်ဘိုး၍နီးကပ်လာလေပြီညချင်းလွန်မြောက်ကာနေ့ချင်းရောက်လာတော့မည်ထို့ကြောင့်ငါတို့သည်အမိုက်မောင်၏အကျင့်များကိုစွန့်ပယ်၍
အလင်းတရားဤသစာပလာများကိုဝတ်ဆင်ကြပါစို့နေခင်းချိန်၌ကဲ့သို့ပင်ငါတို့သည်တည်ကြည်စွာနေထိုင်ကြပါစို့အပျော်ကျူးခြင်းတောက်စားမှုရခြင်းကာမဂုဏ်လိုက်စားခြင်းကာယဣန္ဒြေကင်းမဲ့ခြင်းခိုက်ရန်ဖြစ်ပွားခြင်းနဲ့မနာလိုခြင်းတို့ကိုရှောင်ကျဉ်ကြပါစို့သို့တော်ယေရှုခရစ်တော်သခင်ကိုဝတ်ဆင်ကြလော့အတွေ့အသာ၏အလိုရမယ်များအားဖြည့်စည်းရေးကိုသာအာယုံဆိုင်မနေကြပါလိမ့်နဲ့ဤဒီကဖျားသခင်နှုတ်ကပတ်တော်ပေသည် ဘုရားသခင်မျက်နှာတော်ရဲ့လင်းကိုပြတော်မူပါတို့ပြုလျင်ကျွန်ုပ်တို့သည်ကယ်တင်ခြင်းသို့ရောက်ကြပါလိမ့်မည်你把看不你要为不生，မပင်ဝဲပိစေ不记阿妈的喏，阿用那个上西门个，boy Kristo 跟你们大金，阿毛เดิมกูอยากพื้นอามาดีทมกิบอยากคือเนาะพื้กิบอยากพื้นสบาข้างซ้ออากุมโลเบหินโนเอยากุดอุมึงก่อเมื่อยโทษใครนี้อีเซนิเตียกากึงตาตุยอัมอาเดิมโลหามึงโนเอซุนติมปัวอุมาอาลุมหือเปยสบาข้างเฮซุนโนเอออูลือคุ้งรออูลือเวกิเฮตุยเดิมรอลืออายกสุดโลสบาอันนี้เฮซุนโนโคเกซึมอูลืออันนี้เวสวามยาข้างซออากุมโลเบซุนปีอาสุนามยลอกไข่นี้อาสุนึงตาลายเวกเกียข้างปังหิงตุมาทินคอนขวากอยลือตุมาทินเวหุดไข่นี้สมสุกิหอยปังหิงก่อตุมาทินคอนากอยลือตุมาทินตาเวหุดไข่นี้อาสุบเวเซนเซยลือนานิมเตอไว้นี้อิเซนิติยกากุงตานี่บอยมทำอโลนอกเบวายักษืนหินอัมนานิกสิงากากินีบุกเอยาอโลวายอักษืนหินอิมมอโนอักสิงไวซึงตาอาอิมซุนบุกเอโนก็อัถือวายาอักสังอาอันนำเติดไข่เตียมองซุนนิกสิงไวอูนี้อาสุบเวเซนังนี่เฮบีมเซอุลเวอุเบอีเซนิติยกากุงตานังนี่เฮโนอัมนานิซุมเพื่ออยากซื้อหนึ่งคางซอซุนกุมรอแบกไข่นี้บอยคริสตัวคือเนบอยคริสโตขนิมลืมตายกินสุดว่า
tu ngồi ai nâng bỏ bằng xì mà còn hâm tâm sau đó kín hôm bịch phải bè ba ta khang ang tu ninh nhỏ về nó cả kín ninh bỏ bằng xì nô con chi ninh nhỏ bè xe tia mong ác sự cả ninh nhỏ ta yu bè cả kín tu ngồi anh ấy cả gần ta e uan du Patama taning ganuya ka ki asuba ve kia ka lu ni a padaji dang ani bu long khukup thai ni phalon hu kia ka ki nin hu pa teng ani ka kung tung se le ji miao la nok song cơ cả sự mẹ bơi tung se le jing la ba lam ti no nok song ne thau ne se nga khu ni ye taman taning ganuy ne nok songแต่นี่ก็หน่วยในโกนินหุบาดึงลงแค่เรื่องปากกาปีส่งตัวปีผิดเด้ส่วนนักการเลยตัวนิ่งโคกุบไทยเนี่ยเท่านั้นเสียชาวเย่ปฐมะเอเวนดูสกาละสองมิวชิงกาลามตัวงวยนิสุติเบนฮึเกียกากีโคกุบไทยพาเราเบนฮึเกียกากีอีเสตียกากงนี่อตินตัวอันเนียอักทายานิลุนอกเบสุนสอบเหวเชียนอัลฮอนาอิสราเอลคามิวเฮโนนี่ปอปังซิมโนอายกกุยการทงข้าไว้อันนี้นางงานยอกอันนี้นำเติมสองนอกขยะอาชีเนียกากีอาสุนสุนสอบเหวเชียนกาละอาสุนสุนนี่แหกโคกุบทายานิสุเตนอกเบียกากีส่วนหนึ่งตัวงอยอินิยากีสังสีมึงเทียกากงานကိုရောဒီကျွန်ုပ်တို့ရှောင်းလိုက်ရန်လမ်းစဉ်များကိုတင်ကြားပေးတော်မူလိမ့်မည်ကျွန်ုပ်တို့ကလည်းထိုလမ်းစဉ်များကိုလိုက်နာကျင့်ဆောင်တည်ကြလိမ့်မည်နိဘောယေဆုနောတွိလမ်အယောမှုဝါယမောင်အစွနာတွိလမ်စွန်နိအနုနိလကလမ်ယခိုင်ဟေတီယမောင်စွန်ပရိုဖက်အီဇာအီယာနောအဟောနာအယောနမ်ထဲခွိုင်တုငွိုင်နိမဟုတ်ကီယကကေအဘဲကြောင့်ဆိုတော့တရားဥပဒေကြီးစီအောင်တော်မှတခင်ပြနှုတ်ကပတ်တော်ဒီဂျေရုဆလင်မှပေါ်ထွက်လာလိမ့်မည်တရားဥပဒေစင်တဲ့နော်ထင်ကြောင်နော်ဤစေအဟင်အယေကြီးကီတီယကာကံတူငွေခရိယန်အတိုင်းဝိုင်းကမ်ပငါနိမ်ပငါဘိုးယေဆူဟင်เกียแกตินสินทงข้าบอยากากินเนดิเลนิดีสหัตงานิอยู่ไม่สหัตงาค่อนคนนิพักกินีโสเรคริสโตกงนิมิแกตินไปเชนาพิษเล็กขันยงจียงเนแกตินชินยาเรโสเรเตียดีตนาจุนุโรจายาอาสุบาเวกียกาเซดีเนมาอันเดรชีเดตยาติตนารีมหามโลโลเนมมหันเนอายารีอีเสตียกากงตุงอยอุมาจ้าพยักไกนี่โซรากาบาเลตุโรอาซามาโรลูโกมญาเรเนเนปาปาเปไลตาเนตุอโจอญากาปมญาตะโลโลบ่เนาะตุโรอญาจีอโตยาเรฮะตลาดเฮล่าอัตวิมาตะเกะကျွန်တော်တို့ပင်ပင်ပန်းပန်းအလုပ်တီရှာထွက်ပြီးလုပ်တာချက်နေရင်ထိုင်ရင်နဲ့ပတ်စံအများကြီးရတယ်တကယ်လုပ်ငန်းရှင်ဖြစ်နေပြီတကယ်မိုက်တယ်ကွာဆိုပြီးတော့မှလူတွေရဲ့စိတ်ကိုဟုံးမလို့နဲ့သူကဖြားယောင်းတာသွေးဆောင်တာဒါပေမဲ့နောက်ဆုံးကြတော့အဲ့ဒီဖြားယောင်းတဲ့သွေးဆောင်ရဲ့အရာတွေအလွန်ကောင်းတယ်လို့လွေကူလွန်းလှပါတယ်လောကကြီးမှာငွေရှာရတာလွေကူလွန်းလှပါတယ်ဆိုတော့အရင်တုန်းကအမျိုးမျိုးပဲပေါ့နော်ဘာလဲ success ဘာလဲအရင်တုန်းကလည်းအမျိုးမျိုးရှိတယ်ခုကျတော့ကြားဖြတ်ကိုင်းအမျိုးမျိုးပေါ့ကွာအဲ့လိုမျိုးတွေအလွေနီးနဲ့ရတယ်အလွေနီးနဲ့ချမ်းသာမဲ့နီးလန်းနေဆိုတဲ့အရာမျိုးတွေအဲ့ဒီထောင်ချောက်ထဲမှာမိတဲ့လူတွေဒီနေ့မှာတပုံတခေါင်းရှိတယ်
အဲ့လိုပါပဲကျွန်တော်တို့ခရစ်ယာန်လောကမှာလည်းပဲတရားဒေသနာကိုအလွေသုံးစားတဲ့မပြည့်မဝဘဲနဲ့အန်ဟူလမ်ကုတ်စုစိတ်ဦးလို့တနေရာလေးကိုထောက်ပြပြီးတော့အဲ့ဒါနဲ့လူတွေကိုဖျားယောင်းသွေးဆောင်ပြီးတော့မှသူတို့ရဲ့အကျိုးအမြတ်အတွက်ဟောပြောတွင်တင်တဲ့လူတွေကိုစိုးယုံစည်းဝေးတဲ့အမှုသူတို့အလှများများရအောင်အတင်းသားများများရှိမှပိုက်ဆံများများရမယ်ဆိုတဲ့အရာမျိုးသူတို့ရဲ့စိမှန်တဲ့တရားဒေသနာထက်မိမိကိုယ်ကျိုးမှာအမြတ်ရှိဖို့အတွက်လူတွေကိုအပူတပြင်းလိုက်လံပြီးတော့မှလွေကူတဲ့တရားဒေသနာကြွေဝချမ်းသာခြင်းတရားဒေသနာဆိုတဲ့အရာမျိုးတွေနော် money angel တော့ပါတော့ဒီနေ့မှာခေတ်စားတယ်အရန်ကြောက်စရာကောင်းပါတယ်ဒါတွေကကျွန်တော်တို့ကိုဟုတ်မလို့လို့နဲ့လွယ်မလို့လို့နဲ့လမ်းလွဲစေမဲ့အရာတွေဖြစ်တယ်ဆိုတာကျွန်တော်တို့တတိထားရမှာပဲဖြစ်ပါတယ်ဣဇတိယကားကအရင်တော့ကဘိုးယေရှုအမှန်တွေ့လို့ဟာမဣစာဣယကကိုရိုရှောက်လှမ်းရန်လမ်းစီများကိုကျွန်တော်တို့ရှောက်လှမ်းရန်လမ်းစီများကိုတင်ကြားတော်မူမယ်ထိုလမ်းစီများကိုကျွန်တော်တို့ကျင့်ဆောက်ရမယ်ဆိုတဲ့အကြောင်းတူတွန်တင်ညွှန်ပြမယ်လမ်းခရီးကိုကျွန်တော်တို့လိုက်နာကျင့်သုံးရမယ်ဆိုတဲ့အရာမှာဘိုးယေရှုနဲ့ဣယာဒီငါနောက်တို့လိုက်ကြနော်တင်ဤတာမယတင်ဤမိဘညေကိုမောင်နှမတင်ဤဥစ္စာရွှေငွေစွန့်ပြီးတော့ကျွန်ုပ်ကိုလိုက်ပါဆိုပြီးတော့ငါဟာလမ်းခရီးဖြစ်တယ်အသက်လည်းဖြစ်တယ်တမန်တရားဖြစ်တယ်ဆိုပြီးတော့ခရစ်တော်ကပြောတယ်ခရစ်တော်ရှော့ခဲ့တဲ့လမ်းဟာမလွယ်ကူဘူးဆိုတာကျွန်တော်တို့သိတယ်ဒါပေမဲ့တစ်ဖက်မှာလည်းပဲခရစ်တော်ကိုယုံကြည်ယုံနဲ့ကယ်တင်ခြင်းရပါတယ်ဆိုတဲ့နော်လူကိုများတဲ့တရားဒေသနာတွေဒါကျမ်းစာထဲရပဲသူတို့ပြောတာမှားတာမဟုတ်ပါဘူးနော်အမှန်ကတော့ဒါပေမဲ့သူတို့ကအရှိအနောက်ကိုမကြည့်ပဲနဲ့လူရီကြားလို့ကောင်းတဲ့နေရာလေးကိုပဲကုတ်ချစ်ပြီးတော့အဲ့ဒါလေးနဲ့ပဲလှုပ်ရှားနေတာတကယ်တမ်းသူအရှိအနောက်အသိအနက်ကပြောရမှာလို့ပေါ့ဒီလိုရှိတယ်ဒီလိုအခက်ခဲတွေလည်းရှိတယ်နော်ဟိုမှာစီးပွားရေးလောကမှာဆိုရင်မမြရင်တော့ရှုံးမယ်တေးရင်မြေကြီးပေါ့ရှင်းရင်ရွှေထီးပေါ့အဲ့လိုပါပဲဆိုအရာအလုံးကလွယ်ကူလွန်းလှပြီဆိုရင်ဒါကအန္တရာယ်ရှိတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဆိုကျွန်တော်တို့ရှောင်လန်းရမယ့်လမ်းစဉ်ဟာဝန်ခံယုံနဲ့ယုံကြည်ယုံနဲ့မပြီးသေးဘူးအဲ့ဒီမှာကျွန်တော်တို့လိုက်တဲ့ဘုတ်ကိုရဲ့လမ်းစဉ်ကသူတွင်တင်တဲ့အရာတွေကဘာတွေလဲဆိုတဲ့အရာတွေကိုကျွန်တော်တို့သိမှတ်ရမယ်အဲ့ဒီသိမှတ်တဲ့အရာတွေသူတွင်တင်တာတွေကိုကျွန်တော်တို့ကအတတ်နိုင်ဆုံးလိုက်နာကျင့်ဆောက်ရမယ်ဥပမာပညာတော်10ပါးရှိမယ်ဘုရားသခင်ကိုချစ်ပါဘုရားသခင်ကိုရှိခိုးကိုးကွယ်ပါဥပုံနေကိုစောင့်ပါဆိုတဲ့အရာတွေရှိတယ်ဒါကဘုရားတွင်တင်တဲ့အရာအဲ့ဒါတွေကိုမလိုက်ဘဲနဲ့တနင်္ဂနွေနေ့မလိုပါဘူးဆိုပြီးတော့မှကျွန်တော်တို့ကယ်တင်ခြင်းရပါတယ်ဆိုရုံနဲ့ကယ်တင်ခြင်းရမှာမဟုတ်ဘူးနော်အဲ့လိုမျိုးပေါ့နော်တာဘုရားသခင်တွင်တင်တဲ့အရာသစုံတစ်ခုကိုလက်ခံယုံကြည်ခြင်းမရှိဘဲနဲ့ပါစပ်ဖျားမှာအဲ့လိုပြောရုံနဲ့ကယ်တင်ခြင်းမရဘူးဆိုတဲ့အရာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကက်သလစ်အသင်းတော်ကလူတယောက်ဟာကက်သလစ်ဘာသာဝင်ဖြစ်လာမယ်ဆိုရင်သူ့မှာတည်တင်တည်ထိုက်တဲ့အရာတွေကိုကြိုတင်ပြင်ဆင်လေ့လာပြီးခါမှသူတကယ်တိမှတ်ပြီးတော့မှအဲ့ဒီတိမှတ်တဲ့အရာတွေကိုသူတကယ်လက်ခံယုံကြည်ပြီးမှကက်သလစ်ဘာသာဝင်ဖြစ်ခွင့်ရှိတယ်နော်ဒါရီကိုလက်မခံဘူးဆိုရင်ဖြစ်လို့မရဘူးဥမာပုဂ္ဂိုလ်သုံးပါးဘုရားသခင်ရှိတယ်ဒါကို तू ကလက်မခံဘူးဆိုရင်ကက်သလစ်ဖြစ်လို့မရဘူးနော်တပေါ်တရားကအဲ့ဒါကြောင့်ကိုရိုညွန်ပြတဲ့လမ်းစဉ်တွေကိုကျွန်တော်တို့လိုက်ရမှာရှောက်ရမှာဖြစ်တယ်ဆိုတဲ့အကြောင်းသူငွေနေမှုကြီးစုကနံညအချင်းကုန်လို့ပြီးဒီဒုတိယကျမ်းစာမအီရိမှုကြီးတည်းကကံရှင်ဖောလူနိုယောမမျိုးအဘက်ကဘာဒခအယောမ်ဆွေနောကုံအီနိမှုကြီးအချင်းကုန်ပြီးဖြစ်၍အချင်းရောက်တော့မိသောကြောင့်ငါတို့ဒီ
มองไม่เนี่ยใส่ตัวเจงกูส่วนปีอยู่อเลนเนี่ยใส่ตัวเล่นในกูว่าสินจาโซนี่โคกุบไทยนี่พาเรากีนี่ปองปังซิมตู้งวยเวย่อโลเสปิกีตึกตะกะตีโลเปงอ่ะเมื่อบาดายีเปกกะติงนี่มาตะเปกกะติงอายานี่กังโคกุบไทยพาเราเกกะเสจุโรนิห้องมาเนี่ยท่องเนี่ยใส่งามาเปรูปว่ากูพยัดตั้งแค่แต่เลပြီးရင်ဒီမှာအချက်တစ်ချက် point တစ် point ရောက်လာပြီဆိုတဲ့เนี่ยအိုးကျွန်တော်နောက်ဘဝကိုပြန်ဆန်းစစ်ပြီးခါမှာဒီနှစ်2026မှာကျွန်တော်ရဲ့ဘဝကိုအဲ့ဒီထက်နည်းနည်းပိုကောင်းအောင်ဘယ်လိုလုပ်မလဲဟိုမှာကျွန်တော်ကတနင်္ဂနွေနေ့မှာတောက်စားတတ်တဲ့တငယ်ချင်းအပေါင်းအသင်းတွေနဲ့မက်တယ်ဘုရားเจ้าကိုသိတန်ဖိုးမထားဘူးတငယ်ချင်းအပေါင်းအသင်းကို80ရာခိုင်နှုန်းတန်ဖိုးထားတယ်စံတေတက်က30ရာခိုင်နှုန်းလောက်ထားတယ်ဆိုရင်ဒီနေ့မှကြတော့အနည်းဆုံး50ပေါ့နော်50တငယ်ချင်းကိုလည်း50လောက်กว่าဘုရားเจ้าကိုလည်း50လောက်တော့စဉ်းစားဖို့အချိန်တန်ပြီဆိုတဲ့အရာမျိုးပြောချင်တာက point တစ် point ကိုစမ်းစစ်ပြီးတော့မှပြုပြင်ပြောင်းလဲမှုနဲ့ဘဝကိုစတင်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်အစပဘိကေကဆက်နေ့အလင်းရောင်အောင်နိုင်ပြုလုပ်တကယ်တော့ငါတို့လူတွေဟာမောင်မိုက်မှာကျင်းလေခဲ့တယ်ခေါင်းတော့ကိုအယောမှုကိုအယောစင်ကဝဲရမှာကျွန်တော်တို့မကောင်းတဲ့အလုပ်တွေလုပ်ခဲ့ကြတယ်တိုးတိုးလည်းပဲငါတို့ဟာဒီနေ့အချိန်မှာတော့မေယဝိုင်းနောက်ကလူတွေရဲ့ရှိတ်မှာကောင်းတဲ့အရာတွေကိုလုပ်ပြီးတော့မှနှစ်တိကိုစတင်ကြားရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကတွေ့ရတယ်ซุงก็หนึ่งอีวันเกลีจาหนึ่งอีนิมหกกีเดียกากึงนิโบเยซูนอตติอายอเบนอกนิมหกกีนี่กิตลิอตินดงคริสโตสินจอลาชินโตเมียวชีเดอีเฮยังเดียกากึงอังดุยโลนะอะล้อนะอังดุยโลอักซึกอังหินอกานี่กากึงมิซาเตยาบ่พยาโนမိစတရားအပူဆိုလိုကာကွန်တာဟာခရစ်တော်ဖခင်ဟာကျွန်တော်တို့စီစဉ်ကြွလာပြီးတော့ကျွန်တော်တို့နဲ့အတူရှိနေခြင်းဖြစ်တယ်။နံပါတ်2ပြီးရင်အခုနောက်အနည်းကာကွန်တာအီယံဒီကာကွန်နောက်ဆုံးသောကာလမှာကဘာမြေကြီးကိုစီရင်ဖို့ပြန်လာတဲ့အချိန်ဖြစ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့ကျွန်တော်တို့ကဒီနေ့မှာဒီခရစ်တော်ဆင်းကြွလာခြင်း၃မျိုးထက်ကဒီနေ့ဒါတရားအချက်ဖြစ်တဲ့တရားစီရင်ခြင်းနဲ့ဆင်းကြလာမယ်အချင်းကိုရည်ညွှန်းပေးတာပြောတဲ့အရာဖြစ်တယ်ခံစားစနိုးအရာလက်ချက်တင်ကောမရကုမလို့ပဲခိုင်ခံစားကုမလို့ပဲအစွန်းနာမရထောတ်ခိုင်နေသည်နိုးအရာကြောင့်နင်းရခွိုက်ကြပဲနိုးအေနိုတင်ပိုစာကီတင်ပိုစာစေติมโปซาเลยอีเสนิปอปังซิมโนนางนี่กันนิยอมเพสีกันนิยอมทีมทางหลอกใครนี่นั่นนี่เวส่งกิงให้อัมโดดีเวมากองตุเสียติเนี่ยปีนให้นี่บีลูดาเลยฮะเนาะพยาเทดูโรเยโลอินซันดาโกเวดูโรกะชิโคโกกวยนี่จ้าบีพยากูไม่ชิโคจ้ารอบูจุดโรดีนี่มาเลยเวแต่โชกะโปลงชิโคโกกวยเลยลูชิเมแต่โชคก็ปัญจังสิโคโกกวยเลยลูชิเมแต่โชคก็ตะชาบ่ပြောချင်တဲ့အရာကပါလေဘုရားသခင်ထက်မိကြိုက်နေတဲ့အရာတွေမိတွေ့တာရဲ့လူအင်ဆန္ဒကိုပဲဖြည့်ဆည်းတဲ့အရာတွေကိုကျွန်တော်တို့ကတာကိုရှိခိုးကိုကွယ်တာပဲဖြစ်တယ်ဘုရားရှိခိုးကိုကွယ်မဲ့နေ့မှာမင်းကပိယဆိုင်တော်တယ်ဆိုမင်းကပိယကိုရှိခိုးကိုကွယ်တာပဲဖြစ်တယ်နော်အစပဘိကေကဆက်နိုးရလက်ထက်မှာအဲ့လိုမျိုးလူတွေကလုံးဝဘုရားရဲ့အလိုတော်နဲ့စန့်ကျင်ပြီးဖြစ်လာတဲ့အခါမှာဘုရားသခင်ကနေပြီးတော့မှဒီလူတွေကိုကျွန်တော်မကြည့်ရတော့ဘူးတန်ရှင်းပလိုက်တော့မယ်နော်ဒီကောင်တွေကိုအပြတ်ရှင်းလိုက်မယ်အာယုံနောက်တယ်ဆိုတဲ့အရာမျိုးပေါ့နော်ဆိုပြီးတော့ရေနဲ့ကပ္ပမြေကြီးကိုဆေးကြိုးဖို့ပြင်ဆင်တဲ့အချိန်မှာလူတွေကဘယ်သူကဘယ်လိုပဲပြောအိုးဘုရားကဒီလိုရှိတယ်ဘုရားကကျွန်တော်တို့ကိုတန်ခတ်တော့မယ်နော်ဆိုတာတရင်ကြားတယ်ဒါပေမဲ့သူတို့
နားလည်းမထောင်ချင်ဘူးအဲ့လိုဟောပြောတဲ့ပုဂ္ဂိုလ်လည်းသူတို့မလိုချင်ဘူးလုံးဝကိုငင်းဆန်တယ်ဖရာတရားကိုလက်မခံသည့်တိုင်သူတို့ကငင်းဆန်တယ်ဒီလိုဟောပြောတဲ့ပုဂ္ဂိုလ်ကိုလည်းတပ်ဖြတ်တယ်နော်ကျင်းမောင်းတယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာ no way ဘုရားသခင်ကဒီကောင်းဒီကိုဆုံးမဖို့နိလန်တခြားမရှိဘူးအပြတ်ရှင်းမှရမယ်ဆိုပြီးတော့မှကပ္ပမြေကြီးကိုဆေးကြိုးဖို့ပြင်ဆင်တယ်အဲ့ဒီချိန်မှာယုံကြည်တဲ့မိသားစုအနည်းငယ်ပဲရှိတယ်အဲ့ဒါကဘယ်သူလဲဆိုရင်နောအေရဲ့မိသားစုဖြစ်တယ်အဲ့ဒီမှာနောအေကိုဘုရားသခင်ကပြင်ဆင်ခိုင်းတယ်ကပ္ပမြေကြီးကိုကျွန်တော်ဆေးကြိုးပြစ်လိုက်တော့မယ်အဲ့ဒီအတွက်နင်းအဲ့ဒီမှာရေကြီးလာတဲ့ချိန်မှာနေထိုင်ဖို့ထေအကြီးကြီးဆောက်ရမယ်တင်ဘောပေါ့ဘေးတင်ဘောအကြီးကြီးဆောက်ခိုင်းတယ်တင်ဘောအောင်ဘောင်နုအဆက်ဆက်အဲ့ဒီမှာတရိษံမျိုးရောနဲ့ကောင်းစီအဖိုးနဲ့အမပေါ့ဒီကပ္ပမြေတိမှာပြန်လဲပြီးတော့မှပွားများမဲ့အရာတွေနော်ထက်ကောင်းစီနဲ့စုံတစုံစီပေါ့အဲ့ဒီတင်ဘောကြီးထဲမှာထည့်ပြီးတော့မှသူ့ရဲ့သားသမီးတွေနဲ့နောက်ဆုံးနေ့မှာတင်ဘောကြီးထဲမှာဝန်တော်ကြတယ်ဝန်တော်ကြတဲ့အချိန်မှာမိုးတွေကစားပြီးတော့ရွာလာတယ်အဲ့ဒီချိန်ကြီးလူတွေကလုံးဝဘုရားတရားဆိုတာသူတို့ကမကြားချင်ဘူးကြားလည်းမကြားချင်ဘူးနော်အဲ့လိုသူတို့ရဲ့လူအင်ဆန္ဒကိုပဲသူတို့ကရှိခိုးကိုးကွယ်နေတယ်အဲ့ဒီချိန်မှာရေကြီးလာပြီးတော့ကပ္ပမြေကြီးဟာလုံးဝရှိသမျှအသက်ရှိသမျှဒီနောအေရဲ့တင်ပိုကြီးထဲမှာရှိတဲ့အရာတွေလူတွေကလွယ်ပြီးရင်အကုန်လုံးတည်ကြည်ပျက်စီးသွားတယ်ဆိုတဲ့အကြောင်းကျွန်တော်တို့တွေ့ခဲ့ရတယ်ကပ္ပမြေကြီးကိုသူကဆေးကြောဖြစ်လိုက်တယ်ပေါ့နော်အစဘာပဲကြည့်ကစလူသားကြွလာခြင်းဟာအဲ့ဒီလိုပဲဖြစ်လိမ့်မယ်ဘိုးရေးစွာကုမ်လိုပဲပါစွန်းအစွန်းနက်စွန်းနမရထောတ်ခိုင်ဤစတိယကာကံခံဟဲစွန်းနဘီနိဘိုးရေးစွာခင်းစားစွန်းကငွိုင်လောတီကိဟဲတိအစဘောအနိမတာမလုံthư sát thưลืมเราอุลอันนี้แวกส่วนหนึ่งนี่โบยิสุกุมเราแบกขายติเห็นงานเนี่ยกากึงไล่บิกิหอยปังหิงกามาสุขอนะก้อยใครมาสุเวหึดขายชุมสุกิหอยปังหิงกามาสุขอนะก้อยใครมาสุแก่เวหึดขายตะโบเตียกาบาเลตุงวันหือปุงอันเนี่ยกากึงนิยมทำไอ้น้องจุนโรยงจีเช่นอายามาเลยเวตมิตาสุมาเลยเวแต่ยอกาบุตรแต่ยอกาคริสเตียนแต่ยอกาฮินดูแต่ยอกามุสลิมแต่ยอกาบาตาเมเนาะปีนอกแต่ยอกาบาเลโบลุงตมานอกแต่ยอกาปียาตมาพิกองพิมเมนอกแต่ยอกาบาพิมเลเอโลโมอโมโมရှိတယ်สุกันคริสเตียนโลกามาเลยเวนี่อยู่ไม่ก็ต้องรอตีเกคริยานิกินังคริยานิติกินิ่งนองตายปินิกาเกนี่นู่นนี่ปอปินิกาเกมิตาสุมาเลยยงจีโกกวยมุกะมาดูนี่รอเอ็ดิคามาบาจ้องเลยจุนโรมาลงกะคอมพิวส์พิลาเรอมันเตียกูตุยไหนกูสุดอายังแค่ลาเรมิตาสุตสุเทมาเลยยงจีโกกวยมุกမျိုးစုံพิลาเรเอโลမျိုးมิตาสุတွင်มาเลยဒီလိုမသိမြတ်မှုတွေဖြစ်လာတယ်အဲ့ဒါကြောင့်ပြောချင်တဲ့အရာကအမှန်တရားဆိုတာတစ်ခုပဲရှိတယ်ဆိုတော့အဲ့ဒီအမှန်တရားတစ်ခုကိုပဲနောက်ဆုံးဆင်းကြွလာခြင်းမှာဘုရားသခင်ကချီဆောင်သွားမှာဖြစ်တဲ့အတွက်အဲ့ဒီမှာမိသားစုတစုမှာဒီလိုဘယ်လိုပြောမလဲမတူညီတဲ့ဝါဒတွေမတူညီတဲ့စွဲကင်မှုတွေရှိတဲ့လူတွေမှာဆိုလိုချင်တဲ့အရာကမိသားစုတစုထဲမှာလည်းပဲအားလုံးကစီချီဆောင်ချင်းခံရမှာကောင်းကင်နိုင်ငံရောက်မယ်မဟုတ်ဘူးဆိုတဲ့သဘောဖြစ်တယ်။ပွဲအဲ့ဒီသဘောဖြစ်တယ်။ဆိုတော့ကျွန်တော်တို့အားလုံးတတိထားရမယ်။ဤစတိယကကံမလေးစာဘောနိနိဒိုင်ကတလိအနေရဘီကျွန်တော်တို့ကဒီမှာနိဗ္ဗာန်ပန်းစီမှာဘယ်တော့စုစုဝေးဝေးရှိတယ်။အခုချိန်မှာတခြားနိုင်ငံရောက်တော့ပြီး OC ရောက်ပြီး USA ရောက်ပြီးဆိုရင်ကိုအမျိုးထဲက
ဟိုဘာအကြီးကဟိုဘတ်စတာဖြစ်လို့သူတို့စီမှာပဲသွားတယ်သူတို့ကကျွန်တော်တို့အာစီမှာကဟိုဒိုင်အာစီမရှိလို့ fellowship မှာပဲသွားလိုက်တယ်ဟိုကကျွန်တော်အမျိုးသမီးရဲ့မိန်းမရဲ့ဟိုအမျိုးရဲ့ဟိုစသဖြင့်ဟိုချစ်တီချင်းနဲ့အကြောင်းတွေပြပြီးတော့မှအတင်းတို့စွန့်ပစ်တဲ့ယုံကြည်ခြင်းကိုစွန့်ပစ်တဲ့အစင်ပြေရာကိုပဲလိုက်တော့တဲ့အရာမျိုးတွေလည်းအများကြီးဖြစ်လာမှာပဲဖြစ်တယ်အစဘာပဲဆက်အဲ့ဒီမျိုးကိုကြုံတွေ့ရတဲ့အချိန်မှာကိုပဲလိုယုံကြည်ခြင်းမျိုးနဲ့အဲ့ဓာတွေကိုကျွန်တော်တို့ကရင်ဆိုင်မလဲနော်အစဘာပဲကြည့်ကဆက်ပဲပဲတော့အန်တူနိုဖယာနိယုမေကီဆိုတဲ့စကားကိုလုံးဝမပြောပါနဲ့နော်ငါတို့လည်းဖယာကိုသူတို့လည်းဖယာကိုကြွယ်အဲ့ဒီစကားကကျွန်တော်ကက်သလစ်အသင်းတော်မှာအသုံးမဝင်ဘူးနော်ကတိဟစီယာအဲ့ဒီစကားပို့ပါလို့ပို့ရလို့နဲ့ဟိုမှာဘယ်လိုပဲခေါင်းကြီးတစ်ခွက်မှာဟိုရေတကားလာလောက်ရိုးတာနဲ့အတူတူပဲမင်းရဲ့ယုံကြည်ခြင်းကအဲ့လိုမျိုးပြောတဲ့သူကနော်ကတိဟစီယာကျွန်တော်တို့ကစေးစစ်လို့မရဘူးအမှန်တရားတစ်ခုဆိုတာပြောချင်တာနော်အေးပါအစင်းအပြေတော့ကမင်းတော်ရင်တော့ဘယ်လိုပဲဖြစ်ဖြစ်မင်းရဲ့ဆုံးဖြတ်ချက်ကဦးနုပြီးအဘိဇောဘီကိုထောနံကိုဝေကိုစတာဦးနုပြီးအမ်တီစွန်ကောလိုပြီးနဘဲဆိုအဒိုအဆက်စွန်ပြီးနမတ်နဝနာခေါ်မိခါအဒိုနာဆုံးဖြတ်တဲ့ဒိုကီတီယနာငွိုကီဒိုကီယနာငါယံဘယ်လိုအချင်းနေမှာပဲရှိအစွန်အဒိုစွန်နတိဝေယကိုင်းဆွဲဖို့ပဲဖြစ်တယ်အဒိုနံရောက်ခုดูกิติกอลไปอาชินีอายะปัญญาแต่ส่วนนออาชินียะมีอักดมนาเซตอกกากึงมินเลอาชินียะมินเยบวะหาเลเอลูเวอากองဆိုတဲ့อายะနဲ့အမှန်တရားဆိုတဲ့อายะနဲ့ဝေးနေမှာပဲဖြစ်တယ်အစဘဘကေကဆေပတခန်းဟဲနိဟုံsắcဆောင်သူငွေနိဘိုယေဆုန်အယမ်တဲ့อีบิโกนิซึมซิมลาอีบิงยะใครนิเดียโปโปตันตานานิงายยองนินาเวสุอักษรหนึ่งนิโบยิสุอากุมโลเบกากึงตานี่อาสักขินอัมโดใครนี้นี่น้องบัวกะมากองบูมันลาบูอสุบะเบเกียกะเซอสุนะน้องบัวหาอเยจีเดเปลูอชินเนမျိုးမှာပဲဖြစ်ဖြစ်အမှန်တရားတစ်ခုကိုစွဲကင်ပြီးတော့မှနိပပန်းစီမံရောက်ခမယာအပွင့်တော်နှုပယာနိဟုံစိတ်ခေါ်ပါယာသူကိုကီယာယုံဟာမေနောနိပပန်းစီမနာရောက်ဘေဝယာဆက်တူစုနိတေကော